မောင်လည်းစစ်သားပါစစ်သားတယောက်စစ်ထွက်တာမစမ်းပါဘူးကြီးဂျပန်တော်လိုင်းတော့စပြီကျောင်းနိုင်ငံရေးလောက်တာတွားချင်လို့ထပ်လုံးနေတာမဟုတ်ဘူးဗမာပြည်လွတ်လပ်ရအောင်လို့ဗမာတွေကောင်းစားစေချင်လို့လောက်တာကျောက်ကနိုင်ငံရေးမလို့ထမင်းငတ်သွားမယ်ကောင်မဟုတ်ဘူးအခုကျောက်ဝင်ကြီးဖြစ်နေမယ်ကျောက်မှာဘာမှထူးကြမလားဘူး不就没，我弟弟，那不会说干没好，我下追来的我一毛呀。ဟေးအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကအာဇာနည်နေ့အထိမ်းအမှတ်ဖြစ်ဗိုလ်ချုပ်အဆန်ရုပ်ရှင်ဇာတ်ကားအတူလေးကိုပြသပေးသွားမှာဖြစ်ပါတယ်ဗိုလ်ချုပ်အဆန်နဲ့တကွာကြာဆုံးသွားတဲ့ရဲဘော်အားလုံးကိုကွန်ပျူတာအနေနဲ့ကျွန်တော်နဲ့အတူရုပ်ရှင်ဇာတ်လမ်းအတူလေးကိုအတူတူကြည့်ကြရအောင်ခင်ဗျာကြီးကိုပဲပို့မှလဲမခုတည်းထိမပြောသေးလုံညုံရေးနေထားရဘိုးလိုက်ရစီစဉ်တာဆိုတော့မောင်လည်းမသိဘူးကြီးကောင်းပြီလေမောင်ဆက်ဆက်ရယူဆိုင်ပါကြီးနဲ့ကလေးတွေတော့စိတ်ချမောင်တော့ဘာမှမပူပါနဲ့ကြီးသားကိုရင်နဲ့ကျမယူခူးဆိုင်ကြီးရသူနာခုဆရာမှာပါမောင်မပူပါနဲ့မောင်လည်းစစ်သားပါစစ်သားတယောက်စစ်ထွက်တာမစမ်းပါဘူးကြီးကြီးသွားတော့မယ်လေဘူချုပ်အခုမှမိတ်တက်တွေကဂျပန်တွေကိုသူတို့ဘာသာတိုက်နေတာနဲ့ကျွန်တော်တို့ဘာလို့ပူပေါင်းတာလဲဒီအချိန်မှာသူ့ဘာသာတိုက်ရင်ဂျပန်ကငါတို့ကိုတိုက်ရလိမ့်မယ်အေးငါတို့နဲ့ပူပေါင်းလိုက်ရင်သူတို့တော်လည်းတက်တာမယ်တိုက်တဲ့နေရာမှာလည်းထီအောင်မြန်မယ်ပြီးတော့ငါတို့တက်တွေကအခုချိန်မှာ viewer ရောလက်နဲ့ရောအကောင်းဆုံးနေထားမှရှိအဲ့ဒါကြောင့်တုံးချတကယ်လို့
ဂျပန်နေလိုပဲဒီကောင်တွေကဂရိမတင်ရော ထက်တက်ရမှာပေါ့ ဒါဆိုကျွန်တော်တော်လိုင်းတိုက်ပွဲကြီးကဘယ်အချိန်ပြီးမလဲဆိုတာခံမှန်းလို့မရတော့ဘူးပေါ့ ဘာလို့ခံမှန်းလို့မရမှာလဲလွတ်လပ်ရေးရရင်ပြီးပြီ ပရောက်တွေရွှေလူချမဲ့နေပလဲငုံစွေပြူဖူးကိုက်ဝေဝေပန်းမျိုးစုံရာသီဆုံးကူခဲ့ပေါ်လေချစ်သူကိုရည်စုကူခဲ့လို့ချွေကိုယ်တိုင်လှရရ၍စင်မပေးရဆံမြညာခေစမြေမှာချာညောင်းရဲ့ရှိရောက်မဲ့တင်းနဲ့မျောတဲ့သူပူပြဝေးတရေရေနဲ့ဆွေးရှာတော့မယ်လေတောင်းကညိုပြိုးတော့မယ်မိုင်းမိုင်းမဝေးမို့တတွေလေးဝေးလို့တရွေ့ရွေ့ယူသလေ တောင်းကညိုပြူတော့မယ် မိုင်းမိုင်းမဝေး မိုးသက်ဒီလေးဝေးလို့တရွေ့ရွေ့ယူသလေ တေဦးလေးပြေးလွမ်းငွေကိုစေး ဟောမဆုံးကျွမ်းလွမ်းစိတ်တွေပွေချစ်တဲ့လူဓာတုကလေးရဆွေလွမ်းရတဲ့ဖြစ်အင်းထင်းမြင်စေတဲ့ရတိုင်းစစ်ချီတူတွေရေးလို့ခွဲအော်ကြည့်ငါကူစေလို့စေဖြစ်နေငယ်ဖြည်းပါလိုက်လေ စစ်ထွက်စေတောင်မူရင်မာလေးလွမ်းကားရရွှေပေးထမတင်ရှာပေ ဟောဘူချုပ်ကမမကြီးကိုလွမ်းနေတာဟုတ် မင်းကနတ်ရှင်အောင်ဆိုအရင်လွမ်းတာဟုတ်ကွာ ဘူချုပ်ကလည်းဗျာကျွန်တော်ကအိမ်တော်သက်18ရက်နဲ့မိမကိုခွဲခဲ့ရတာလေမလွမ်းမဲနေမလားဗျာ ဒါဘောလူဆိုတာတော့လူတဘောကလည်းပါသေးရမှာလား ဘူချုပ်ဂျပန်တော်လိုင်းတော့စပြီလေးစားအပ်ပါတော့မိတ်ဆွေကြီးမွန်ပတ်တယ်ခမပြောခဲ့တဲ့လူတယောက်ဟာတစ်ချိန်တည်းမှာစစ်ကောင်းဆောင်ရောနိုင်ငံရေးကောင်းဆောင်ရောမဖြစ်နိုင်ဘူးဆိုတဲ့စကားကိုကျွန်တော်လက်ခံပါတယ်ကန်ဒီမှာခမမေးခဲ့တဲ့ဝယ်လင်တန်ဖြစ်ကျင်လားခြာကြီးဖြစ်ကျင်လားဆိုတဲ့မေးခွန်းကိုကျွန်ုပ်ပေးခဲ့တဲ့ဂရိအတိုင်းအခုပြန်ဖြေကြားလိုက်ပါတယ်တက်မတော်သားဘဝကိုကျွန်ုပ်လူလာတာမှန်ပေမဲ့လှုပ်ဖို့ကံဘတ်တွေရဲ့ဆုံးဖြတ်ချက်အရာရောကျွန်ုပ်ခံယူချက်အရာပါနိုင်ငံရေးသမားဘဝကိုကျွန်ုပ်ရွေးချယ်လိုက်ပါပြီလေးစားလျက်အောင်ဆန်း နိုင်ငံရေးလောက်တာတွားကျင်လို့ထပ်လုံနေတာမဟုတ်ဘူးဗမာပြည်လွတ်လပ်ရအောင်လို့ဗမာတွေကောင်းစားစေချင်လို့လောက်တာကျုပ်ကနိုင်ငံရေးမလို့လို့ထမင်းငတ်သွားမယ်ကောင်မဟုတ်ဘူးအခုကျုပ်ဝင်ကြီးဖြစ်နေမယ်ကျုပ်မှဘာမှထူးကြမလားဘူးဂျပန်ကစ်စစ်ဝင်ကြီးတော်ကလည်းကျွန်တော်မှဝင်းတဲ့သုံးရလဲလို့အပေါ်မရှိဘူးလာကဘလောက်ရမှန်းလဲမသိဘူးကျုပ်စိတ်ထဲမှာတော့လူလူကြီးကကျုပ်ကိုပေးတဲ့လူထုခေါင်းဆောင်ဆိုတဲ့ဂုဏ်ကိုဝင်ကြီးဆိုတာတဲ့ပုံမှတ်တယ်
န်ဆိုဗုဒ္ဓဦးနေ့လေလုံနေကြဒီစီဝေကိုလွတ်တော်နဲ့တိုက်နေလို့ဒီလိုရုံးပိတ်ရဲ့စနေနေ့မှာလောက်ရတာကျွန်တော်တောင်းပန်ပါတယ်ခမရတို့ဝင်ကြီးတွေဖွဲ့မှလည်းဆွေးနွေးစရာရှိလိမ့်မယ်ကျွန်တော်မှလည်းရှိနေကျွန်တော်တို့မှတပတ်စာအလုပ်ကြွေးတင်နေလို့မဖြစ်ဘူးအခုလိုနိုင်ငံတော်အရေးကြီးနေတဲ့အချိန်မှာတရက်ဆိုလည်းတရက်ကျွန်တော်တို့အချိန်ဆောင်နေလို့မဖြစ်ဘူးမိုးရေရွာဇူလိုင်ဆက်ပေါ်မှာကျမနှလုံးသားထဲမှာ စိတ်ဓာတ်ပါကြီးရဲ့ဆောင်းနိုင်နေတော့ပြန်ခဲ့တယ်လေ ဒီမောင်တဲ့လေးတွေချစ်ထားတယ်နော် စိတ်ဓာတ်ပါကြီးရဲ့ဆောင်းမယ်နော် ရင်ထဲချီဝဲနေတာမိုးနဲ့တူငိုရအောင် အိမ်ကရဲဘော်တွေကိုဈေးချင်းတော့မဆွဲခိုင်းပါနဲ့သူတို့ကနိုင်ငံတော်အတွက်က ကြည်မခိုင်းပါအောင်မောင်ရဲ့သူတို့ဟာသူတို့လှုပ်ပေးတာပါ ဘာပဲဖြစ်ဖြစ်နောက်မမြင်ချင်ဘူး မိုးရေရွာဇူလိုင်ဆက်ပေါ်မှာကျမနှလုံးသားထဲမှာ လွတ်လပ်ရေးရရင်တော့ခြံလေးစားပြီးစာပဲရင်းနေချင်တာဗျာမင်္ဂလာတော်ကခြံလေးတော့ကြိုက်တာကြက်ကားတော့ဆိုတော့မတက်နိုင်ဘူးအင်းခြံမရှိရင်နေကလေးတွေကိုတော့ကြောင်းကောင်းကောင်းထားခြင်းနဲ့ဗျာငယ်ဆုံးသမီးလေးကိုငကလေးတရံခမဲပေးဖို့နမောက်ကအမေစီပတ်စံလမ်းမှထားရတယ်